ဝမှာဓမ္မလမ်းကြောင်းမတိမ်ဆောင်အောင်ကိုယ့်ကိုထိန်းချောင်းနိုင်ရင်လူတော်လူကောင်းလို့ခေါ်ရမှာဖြစ်တယ်ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်တွေဟာဓမ္မလမ်းကြောင်းမတိမ်ဆောင်စေပဲကိုယ့်ကိုထိန်းချောင်းသွားတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်ကိုယ့်ကိုမထိန်းချောင်းနိုင်လို့ရှင်ဘဝခရီးကြီးဟာဖြောင့်မြူးမှာမဟုတ်ဘူးစဉ်းစားကြည့်ပေါ့ဟိုက်ဝေးလမ်းမကြီးပေါ်မှာကားမောင်းနေတာတောင်ကရွရစိုက်မမောင်းဘူးနော်တတိလွတ်သွားပြီဆိုလို့ရှင်တိမ်ဆောင်သွားလို့ထိန်းချောင်းမှုလွတ်သွားတာနဲ့တပြိုင်နက်အသက်ပါဆုံးရှုံးသွားကြတာဒီအများကြီးအဲ့တော့ရှင်တစ်ခုကိုမထိန်းချောင်းနိုင်လို့တိမ်ဆောင်သွားလို့ခံရရင်ဒီတဘဝပဲဖြစ်တယ်ဓမ္မလမ်းကြောင်းကိုမထိန်းချောင်းနိုင်လို့တိမ်ဆောင်သွားမယ်ဆိုလို့ရှိရင်တန်တရားတစ်ခုလုံးမှာဒုက္ခရောက်သွားနိုင်တယ်ဘဝမှာအချိန်ချင်းတွေ့ရမယ်ဆင်းရဲဒုက္ခတွေအဲ့ဒီအခြေအနေတွေကိုမြတ်စွာဘုရားဟောပြောဆုံးမထားတာဖြစ်တယ်အဲ့တော့ဒေသနာတော်လေးတစ်ပုဒ်ကိုနားကြည့်လိုက်ဒီမှာဟောထားတဲ့ဒေသနာတော်ထဲမှာဓိသောဓိတံယန္တံကရိယာဓိသောဆိုတာလူဆိုးတယောက်လူဆိုးဆိုတာအကောင်းမလုပ်ဘူးအမြဲတမ်းဆိုးဖို့တွေးနေတာဖြစ်တယ်စာပေမှာတော့တခိုးလို့ဘာသာပြန်တယ်နော်တခိုးလို့ဘာသာပြန်တာအဲ့တော့လူဆိုးလို့ဘာသာပြန်တာပို့ကောင်းတယ်တခိုးကခိုးယုံခိုးတာမျိုးဖြစ်တတ်သေးတယ်ခါလေဓိသောဓိတံယန္တံကရိယာခိုးတတ်တဲ့အကျင့်ဆိုးတဲ့လူဆိုးတယောက်ဟာအလားတူလူဆိုးတယောက်ကိုတွေ့ပြီဆိုရင်ဒုက္ခပေးတဲ့အလုပ်ကိုလုပ်မှာပဲလေလူဆိုးဟာလူဆိုးတယောက်ပေါ်မှာညှတာတယ်ဆိုတာမရှိဘူးကိုယ်ကလက်ဥအောင်ပဲလောက်ကြတပ်ဖြတ်ကြမှာဖြစ်တယ်အဲ့တော့လူဆိုးတယောက်ကလူဆိုးတယောက်နဲ့ကြုံတွေ့တဲ့အခါမှာလှုပ်လိုက်လို့အခြေအနေဆိုးသွားတာတဲ့ပို့ပြီးအခြေအနေဆိုးနိုင်တာကကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ကိုယ်စိတ်ကိုမထိန်းနိုင်တဲ့ထိန်းကြောင်းမှုလွတ်သွားတဲ့စိတ်ကပိုဆိုးအောင်လုပ်နိုင်တယ်လို့သူတို့ပြောတာလူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးတာတဲ့ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်လို့ဖြစ်တဲ့ကိုယ်စိတ်ကမကောင်းတဲ့စိတ်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးရင်တဘဝပဲပေးလို့ရတယ်နောက်ဘဝအထိလိုက်ပေးလို့မရဘူးအေးရင်နဲ့နှလုံးထဲမှာဖြစ်တဲ့စိတ်ဆိုးစိတ်မိုက်ကတော့ဒီဘဝရင်ဒုက္ခပေးမှာမဟုတ်ဘူးဘဝဆက်တိုင်းလိုက်ပြီးတော့ဒုက္ခပေးမှာလို့မြတ်စွာဘုရားဒီလိုဟောလို့ရင်ဖြစ်တယ်နော်ဓိသောဓိတံယန္တံကရိယာတဲ့သူလှုပ်ရှားလှုပ်မှာပဲလေလူဆိုးတယောက်ကလူဆိုးတယောက်ကိုလှုပ်ချင်တာလှုပ်ဆိုးတဲ့အလုပ်တွေဒုက္ခပေးတဲ့အလုပ်တွေသူလှုပ်ချင်လှုပ်မယ်နောက်ဥပမာတစ်ခုပေးတာတော့ဝေရီဝါပနဝေရိနာရန်သူတယောက်ကရန်သူနှစ်ယောက်ဆုံနေဆိုရင်အဲ့ဒီရန်သူဟာအပြန်အလှန်ရန်သူဖြစ်သည့်အတွက်ကြောင့်ရန်သူတယောက်ကရန်သူတယောက်ကိုဆုံတွေ့တဲ့အခါမှာဒုက္ခပေးတာလို့ဒုက္ခပေးတာတဲ့ပို့ပြီးတော့စိတ်ဆိုးစိတ်မိုက်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လို့သူတို့ပြောတာနော်အဲ့တော့လူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးတာရဲ့ရန်သူတယောက်ကရန်သူတယောက်ကိုဒုက္ခပေးတာရဲ့အဲ့ဒီဒုက္ခပေးမှုနှစ်ခုတည်းပို့ပြီးတော့ဆိုးအောင်ဒုက္ခပေးနိုင်တာတော့မိမိတို့အသီးသီးရင်ထဲမှာဖြစ်နေကြတယ်အကုသိုလ်စိတ်ဆိုးစိတ်မိုက်တွေသာလင်းဖြစ်တယ်ဒါတတိထားဖို့ပြောတာနော်မိစ္ဆာပနိဟိတံစိတ်တံပါပိယောနံတတောကရေလူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးထားတဲ့ပိုဆိုးအောင်ဒုက္ခပေးနိုင်တာကမိစ္ဆာပနိဟိတလို့ခေါ်တဲ့ဒီစိတ်ဆိုးစိတ်မိုက်တာလည်းဖြစ်တယ်ရန်သူတယောက်ကရန်သူတယောက်ကိုဒုက္ခပေးထားတဲ့ပိုဆိုးတဲ့ဒုက္ခကိုပေးနိုင်တာမိစ္ဆာပနိဟိတလို့ခေါ်တဲ့ဒီဓမ္မ
လမ်းကြောင်းတိမ်ဆောင်သွားစေတတ်တဲ့စိတ်ပဲဖြစ်တယ်အထင်းကြောင်းလွတ်သွားတဲ့စိတ်ဟာအဲ့ဒီတည်းပို့ပြီးဒုက္ခရောက်စေတယ်လို့ဒါမြတ်စွာဘုရားဟောလို့တဲ့အထိပ္ပယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ရန်သူဆိုတာနှမျိုးရှိတယ်လို့ပြောဘာလဲဆိုရင်အတွင်းရန်နဲ့အပြင်ရန်အပြင်ဘက်ကကိုယ်ဒုက္ခပေးမဲ့ရန်သူကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ရန်သူနှစ်ခုရှိတယ်ဥပမာပဲဆိုတော့ရှင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့အကုသိုလ်စိတ်တွေကလည်းကိုယ်ရန်သူတွေပဲသို့တော့အဲ့ဒါကိုလူတွေကရန်သူလို့သိမထင်ဘူးအပြင်ဘက်ကမတည့်တဲ့လူကိုပဲရန်သူလို့ထင်ကိုယ်ရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့စိတ်ဆိုးစိတ်မိုက်တွေဟာဓမ္မလမ်းကြောင်းဖြင့်ထိန်းချောင်းနိုင်ခြင်းမရှိတဲ့စိတ်ဆိုးစိတ်မိုက်တွေဟာပြင်မကရန်သူတယောက်ဒုက္ခပေးတာတဲ့ပို့အစပေါင်းများစွာပို့ပြီးဒုက္ခပေးနိုင်တယ်လို့သူတို့ပြောတာနော်အစပေါင်းများစွာဒုက္ခပို့ပြီးတော့ပေးနေပြင်မရန်သူဆိုတာဒုက္ခပေးလို့ရှိရင်ဘဝတစ်ခုပဲဒုက္ခပေးတယ်တဘဝပဲဒုက္ခပေးမှာဖြစ်တယ်နောက်ဆုံးမှသူဒုက္ခပေးလို့အသက်ဆုံးသွားရရင်တဘဝပဲအသက်ဆုံးမယ်နောက်ဘဝထိအောင်သူလိုက်ပြီးတော့ဒုက္ခမပေးဘူးသို့တော့ကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်စိတ်ဆိုးစိတ်မိုက်တွေဟာတော့လောဘနဲ့သိလောဘလွှမ်းမိုးတဲ့အခါမှာဒီဘဝကတည်လိုက်တာနဲ့ပြိတ္တာဘုံပို့ပြလိုက်တယ်ဒေါသနဲ့လွှမ်းမိုးထားတဲ့ဒေါသလွှမ်းမိုးထားတဲ့စိတ်စိတ်မိုက်ကမျက်စိလေးနှလုံးမိတ်ပြီးဒီဘဝအသက်ဆုံးသွားတဲ့ငရဲဘုံပို့ပလိုက်တယ်မောဟဆိုတဲ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတယ်ဘာမှရင်လှုပ်တယ်အမှန်တရားကိုမသိတဲ့မောဟလွှမ်းမိုးထားတဲ့စိတ်ဆိုးစိတ်မိုက်ကမျက်စိနှလုံးမိတ်သေဆုံးတာနဲ့တပြိုင်နက်တိရစ္ဆာန်ဘဝပို့ပလိုက်တယ်တိရစ္ဆာန်ဘဝဆိုတာမောဟလွှမ်းမိုးနေတယ်ဘုံဘဝမျိုးပဲပြိတ္တာဆိုတာအမြဲတမ်းဆာလောင်နေတာကိုလောဘဖြစ်နေတယ်အမြဲတမ်းလောဘလွှမ်းမိုးထားသည့်အတွက်ကြောင့်တက်တဲ့အငတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့လောဘကြီးအောင်ဆိုပြီးတော့ဒုက္ခပေးထားတဲ့သဘောငရဲဘုံဆိုတာလုံးဝညှင်းဆဲနှိပ်စက်မှုကိုခံနေရတဲ့ဒေါသကြီးအောင်ဆိုပြီးဒေါသကနေပြီးတော့ဒေါသနဲ့အတူတဲ့ငရဲမီးတွေနှိပ်စက်မဲ့ငရဲထိန်နေဝိုင်းအောင်နေတဲ့နေရာဌာနတစ်ခုပို့ပလိုက်တာဖြစ်တယ်အဲ့တော့ရန်သူတယောက်လူဆိုးတယောက်ကဒုက္ခပေးထားတဲ့အစပေါင်းများစွာကိုဒုက္ခပေးတာကိုခံလိုက်ရတယ်လို့သူတို့ပြောတယ်ဒီဘဝတည်းမကဘူးတန်တရားဘဝမြောက်များစွာဒုက္ခပေးခြင်းကိုခံရမယ်အဲ့တော့ရသော်ဗျာဟောတဲ့ဒီဒေသနာတော်လေးကရိုးရိုးရှင်းရှင်းလေးပဲနားမလည်စရာလည်းအကြောင်းမရှိဘူးဒီသောဒီတံယန္တံဂိရာလူဆိုးတယောက်ကလူဆိုးတယောက်ကလူဆိုးတယောက်ကိုလုံနိုင်တာတဲ့ဝေရိဝါပနဝေရိနာယန္တုတယောက်ကမိမိယန္တုပေါ်မှာလုံနိုင်တာတဲ့မိစ္ဆာပဏိဟိတံစိတ်တံစိတ်ဆိုးစိတ်မိုက်ကလောဘဒေါသမောဟတွေလွှမ်းမိုးနေတဲ့စိတ်ဆိုးစိတ်မိုက်ကပါပိယောနံတတောကရေအဲ့ဒီလူဆိုးကဒုက္ခပေးတာတဲ့ယန္တုကဒုက္ခပေးတာတဲ့ပို့လို့ပို့ပြီးတော့ဆိုးအောင်ဒုက္ခပေးနိုင်တယ်လို့ဒီလိုဆိုတဲ့စကားပဲနော်အဲ့တော့ဒီဒေသနာတော်လေးဖြစ်ပေါ်လာပုံလေးကိုပြောအောင်မြတ်စွာဘုရားတာဝတိမြို့မှာသတင်းသုံးတဲ့အချိန်တာဝတိမြို့မှာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့အနာရဝိတထေကြီးရှိတယ်အဲ့ဒီအနာရဝိတထေကြီးရဲ့စီးပွားရေးကိုကြည့်မယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံရှေးခေတ်ကတထေးတွေဟာလေယာစိုက်ပျိုးမှုလည်းလုပ်တယ်နွားမွေးမြူမှုကိုလည်းလုပ်တယ်ပေါ့အသာတစားတဲ့ဟာမျိုးမဟုတ်ဘူးနှိုးစားနွားမတွေမွေးတယ်နွားမွေးမြူတွေလုပ်တယ်အနာရဝိတထေးကြီးရဲ့နွားခြံကိုထိမ့်သိမ်းဆောက်ရှောက်တဲ့
နာရဝိန္ဒထေးရဲ့နွားအုပ်ကြီးကိုအကောင်မောင်းမလို့ဆိုတာတော့အများကြီးဖြစ်မှာပေါ့နော်ဝိသခာရဲ့နွားအုပ်ကအရေးအတွက်တော့မရှိဘူး6မိုင်လောက်လမ်းပေါ်မှာအပြည့်သွားနေတဲ့နွားအုပ်သူ့နွားအုပ်ကြီးလွတ်လိုက်မယ်ဆိုရင်6မိုင်လောက်လမ်းပြည့်ပခုံးချင်းထိပြီးသွားနေတဲ့နွားအုပ်အကောင်နဲ့ပြောတာမဟုတ်ဘူးနော်မိဘကဒီအိမ်တော်ရဲ့သားချပေးတဲ့အခါမှာပေးလိုက်တဲ့နွားအုပ်ချမ်းပေးလိုက်လို့ခုံပြီးတော့လိုက်သွားတဲ့နွားအုပ်တယ်မဲ့အကောင်ရေးဟာ1,600,000ရှိတယ်သူဆိုတယ်အဲ့ဒါပဲရည်အတွက်ပြတယ်ကျန်တဲ့နွားတွေရဲ့အကောင်ရည်အတွက်ပြောင်းအဲ့တော့နာရဝိန္ဒထေးကြီးကလည်းသူမွေးမြူထားတဲ့နွားတွေကိုထိမ့်သိမ်းဆော့ဆော့တဲ့နွားထိမ့်မုံထိမ့်ဤပညာရက်ကိုတက်ရသေးတယ်ရှေးကဒီတိုင်းလေးနွားကိုစက်ချက်မောင်းတာနဲ့နွားကြောင်သားလို့ခေါ်တာမဟုတ်ဘူးနွားကြောင်သားတွေလိုက်နာရမယ့်အချက်တွေအများကြီးရှိတယ်နွားနဲ့ပတ်သက်ပြီးတော့ဆေးကုတာအစသူတို့တတ်တဲ့ပညာတွေရှိတယ်အကုန်လုံးအဲ့ဒါတွေကိုတတ်တယ်နွားကိုထိမ့်မုံထိမ့်နီးကစပြီးတော့အကုန်လုံးနွားတွေကိုမတန်တင်နာတို့ကအစအကုန်လုံးသူတို့နဲတဲ့နွားတွေမဟုတ်ဘူးထိရတာပေါ့နော်သူဟာအနာရဝိန္ဒထေးကြီးရဲ့နွားတွေကိုသူ့အောက်ကလည်းလူတွေအများကြီးရှိမှာပေါ့အုပ်ချုပ်ပြီးတော့ထိမ့်သိမ်းဆော့ရှော့ရတဲ့ရွာကြီးမြို့ကြီးလောက်နေရာကြီးတစ်ခုမှာထိမ့်သိမ်းဆော့ရှော့တဲ့ချမ်းသာကြွယ်ဝတဲ့လူတယောက်တဲ့သူ့နာမည်ကနန္ဒာရေးတဲ့အခါကျတော့နန္ဒောခောပါလကောဆိုတာနန္ဒဆိုတဲ့နွားချောင်းသားလို့စာပေမှာဒီလိုလုပ်တယ်နွားချောင်းသားစာပေမှာတစ်ခါတလေခွဲပြီးတော့သုံးတာရှိတယ်ခောပါလကဆိုခောဆိုတာနွားပါလကကဆောင်းလျှောက်တာနွားတွေကိုထိန်းချောင်းတဲ့ပုဂ္ဂိုလ်ခောပဆိုတဲ့စကားလုံးရှိသေးတယ်ခောပါလကနဲ့ခောပနဲ့ဘာကွာတော့ဆိုလို့ရှိရင်သူများနွားကိုအငှားကြောင်းရတဲ့လူကိုခောပါလကလို့ခေါ်ပြီးတော့ကိုနာကိုနွားမွေးမြူရေးလုပ်ပြီးတော့ထိန်းတဲ့ပုဂ္ဂိုလ်ကြတော့ခောပါဒီလိုခွဲပြီးတော့ဆိုတာလည်းရှိတယ်နော်တဏိယဆိုတဲ့တထေးကြီးကသူကိုယ်တိုင်ကိုတဏိယောခောပေါ်ဆိုနွားတထေးကြီးနွားတွေကိုထိန်းကြောင်းတဲ့ပုဂ္ဂိုလ်တဏိယနေတဏိယနွားတွေရေကြီးရမျက်နှာရရှေ့ပြီးတော့နွားအုပ်ကြီးနဲ့ရောက်တဲ့နေရာမှာစခန်းချပြီးတော့နေတာသူကဒီနန္ဒဆိုတဲ့နွားကြောင်သားကြီးကအနာရဝိန္ဒထေးရဲ့နွားတွေကိုထိမ့်သိမ်းရတဲ့ပုဂ္ဂိုလ်ဖြစ်သူကိုယ်တိုင်ကလည်းချမ်းသာကြွယ်ဝတယ်လို့ပြောတယ်အမှန်မှချမ်းသာကြွယ်ဝတယ်ယမယခနာရဝိန္ဒထေးကြီးစီသွားပြီးတော့ဘာတွေပေးရတော့ဆိုနွားနုပေးရတယ်ထောပတ်ပေးရတယ်ဒိန်တို့ဘာလို့ပေးရတယ်အနာရဝိန္ဒထေးရဲ့နွားချံကထွက်တာတွေမှလည်းအနာရဝိန္ဒထေးအိမ်ကိုသွင်းရတာပေါ့သူကတော့အမြဲတမ်းချမ်းသာကြွယ်ဝတယ်သူကနောက်ပိုင်းမှာခဏခေတ်လိုပဲလူဆိုတာသူကချမ်းသာကြွယ်ဝတဲ့အခါကျတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တွေကအခွန်လိုက်တယ်နွားဘယ်နှကောင်ရှင်ဘလောက်ပေးရမယ်ဆိုပြီးတော့အခွန်တော်တွေလိုက်ပြီးတော့စီးကြတယ်နန္ဒဆိုတဲ့နွားကြောင့်ကအဲ့ဒီအခွန်ရှောင်တဲ့အနေနဲ့သူကယသိအသွင်ဝတ်ပြီးနေတာနော်အခွန်မကောင်းအောင်လို့အခွန်ရှောင်တာလေယသိဝတ်ပြီးတော့နွားတွေကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဒါပေမဲ့သူကအတော်ကိုချမ်းသာတယ်လို့အခွန်ရှောင်တဲ့အကျင့်ကဘုရားလက်ထက်ကလေးရှိတာပေါ့ခဏခေတ်မှာရှိတာပေါ့ဟုတ်တာပေါ့ကိုဟာဘသူကပေးခြင်းမလို့နော်အခွန်ရှောင်တဲ့သူကခွန်ရှောင်မှုအတွက်ယသိအောင်ဆိုမြတ်စွာဘုရားလက်ထက်တုန်းကကေနိယဆိုတဲ့ယသိဟာယသိအစ်စ်မဟုတ်ဘူးအခွန်ရှောင်မှုအတွက်ယသိလို့ဝတ်နေတာသူလဲနွားကြောင့်နွားတွေနဲ့နွားအုပ်ကြီးကိုမွေးမြူတဲ့ပုဂ္ဂိုလ်ပဲဒီနန္ဒဆိုတဲ့
နာရဝိတ္ထေကြီးရဲ့နွားအုပ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်နာရဝိတ္ထေအိမ်ကိုမကြခဏရောက်တယ်နွားတို့ပို့တယ်ဆိုတော့တစ်ခွက်တလေပို့တာမဟုတ်ဘူးတထေးအိမ်စားလောက်အောင်ပို့ရမှာနော်တထေးရဲ့မိသားစုတွေအကုန်လုံးအလုံးနွားတို့ပို့တယ်ထောပတ်ပို့တယ်ခုခေတ်ဒိန်တို့ဘာလို့လိုဟာမျိုးတွေပို့တယ်အဲ့လိုပို့ရင်နာရဝိတ္ထေကြီးကလည်းဘုရားကိုအမြဲတမ်းဆွမ်းအိမ်မှာဆိုလို့ရှိရင်နေ့စဉ်အပါ2000ဆွမ်းကတ်တာဘုရားမှုရှိတဲ့တန်ဃာတွေသူ့အိမ်မှာနေ့စဉ်အပါ2000ဆွမ်းကတ်တယ်ဘုန်းကြီးဆွမ်းကတ်တယ်ဆိုတော့ဘုံမှာအတွေ့နဲ့သွားမတွေ့နဲ့စပွဲတွေနဲ့ပြင်းတယ်လို့အဲ့လိုမအောင်မေးတယ်ကိုယ်တပိတ်လေးနဲ့ကိုကြွလာပြီဟောတပိတ်ထဲမှာလောင်းထည့်တာနေရာထိုင်ခင်းလေးခင်းထားတယ်အတော်ကျယ်တဲ့နေရာတစ်ခုဆိုရင်2000ဆန့်တဲ့နေရာမျိုးမှာဘုမာပြေကလို့စပွဲတွေနဲ့ပြင်ရမယ်ဆိုပါ2000ဆိုနေတာမဟုတ်ဘူးလေအဲ့လိုကတ်တာမဟုတ်ဘူးတန်းစီပြီးတော့ထိုင်နေတဲ့ရဟန်းတွေရဲ့တပိတ်ထဲကိုလိုက်ပြီးတော့ထည့်တာဘူဖေးပေါ်ခုခေတ်လို့ပြောချင်းပတ်တပိုင်ဆွန်ရောဟင်းရောအကုန်လုံးပေါင်းပြီးတပိတ်ထဲထည့်ပြီးအဲ့ဒါကိုယ့်အကိုဖုံးပေးကြတာအဲ့ဒါလို့နေ့စဉ်ပါ2000ကတ်တာနန္ဒဆိုတဲ့နာရဝိတ္ထေရဲ့နွားတွေကိုထိမ့်သိမ်းဆောက်ရှောက်ရတဲ့ပုဂ္ဂိုလ်ဟာနာရဝိတ္ထေကြီးစီမကြမတရောက်တဲ့အခါဖះကြွလာတဲ့ကျုံလို့တရားနာရတယ်ရှင်တွေကသရတရားတွေဖြစ်တယ်မြတ်စွာဘုရားကိုပင့်တယ်သူ့နှချမ်းကြွဖို့ပေါ့နော်နှချမ်းကုန်းကြွဖို့မြတ်စွာဘုရားပင့်မြတ်စွာဘုရားကရုပ်တရက်မကြွဘူးဘာကြောင့်မကြွတော့ဆိုရင်ဖះဆိုတာသူစီကြွရင်သူ့အတွက်ဘာလုပ်ပေးနိုင်မလဲဒါကြည့်တယ်ငါသွားလို့သူစီကသူ့ကိုဘာလုပ်ပေးနိုင်မလဲကြည့်တာနော်သူစီကနွားတို့တောက်ချင်လို့တော့မသွားဘူးသူ့ဘာလုပ်ပေးနိုင်မလဲငါရောက်လို့တရားဟောရင်သူတရားလို့ရနိုင်မလားဆိုအဲ့ဒါပဲကြည့်တာမြတ်စွာဘုရားကြည့်တော့သူဟာတရားတော့ရှိတယ်ဒါပေမဲ့အသိဉာဏ်ကမထက်မြက်သေးဘူးမထက်မြက်သေးလို့မရင်ချက်သေးဘူးလို့ဆိုတာမရင်ချက်သေးလို့မြတ်စွာဘုရားသူ့နှချမ်းကုန်းဘယ်တော့မှမကြွအောင်ဒီတိုင်းပဲနေနောက်တရက်တော့မြတ်စွာဘုရားအဲ့နှချမ်းကုန်းဘက်ကတောတွင်တောအုပ်တစ်ခုရောက်သွားပြီအဲ့ဒီမှာသံဃာတွေနဲ့သတင်းသုံးနေတယ်နှချမ်းကုန်းနဲ့အနီးပါဆိုတော့နန္ဒဆိုတဲ့နာရဝိတ္ထေရဲ့နွားတွေကိုထိမ့်သိမ်းတဲ့ပုဂ္ဂိုလ်ကဖရာဒီနာကြွလာတယ်ဆိုတာကိုသတင်းကြတာနဲ့ချက်ချင်းလာတွေ့ပြီးမြတ်စွာဘုရားကိုဆွမ်းသာပင်တယ်သူနှချမ်းကုန်းမှာ9ရက်တိတိဆွမ်းကတ်ခြင်းတယ်အဲ့တော့မြတ်စွာဘုရားလက်ခံလိုက်တယ်9ရက်တိတိမနေ့ကျောင်းတော်ကလာပြီးတော့ဆွမ်းလက်ခံပြီး9ရက်တိတိဆွမ်းဖုံးပေးတယ်9ရက်ပြည့်တဲ့နောက်မှာမြတ်စွာဘုရားတရားပါဟောပြီးတော့ကိုလန်းကိုကြွတဲ့အခါမှာတော်တော်လေးဝေးလံအောင်သူတော့အဆက်လောက်ထိအောင်မြတ်စွာဘုရားတပိတ်ကိုယူပြီးတော့လိုက်ပို့တယ်အဲ့ဒါလို့ပြန်ကနေလေးလိုက်ပို့တယ်မြတ်စွာဘုရားကြွသွားတာကိုနောက်ကနေလိုက်ပို့ရဟန်းတွေလည်းပါတယ်အဲ့လိုမြတ်စွာဘုရားနဲ့လိုက်ပို့ရင်းကနေပြီးတော့အပြန်တနေရာရောက်တယ်ရောက်တဲ့အခါကျတော့တောတွင်တနေရာကသူ့ကိုချောင်းပြီးတော့မြားနဲ့ပြစ်ပြီးလှုပ်ကြံတပ်ဖြတ်လိုက်တာခုခေတ်ဆိုရင်တော့သင်္နတ်နဲ့ပြစ်သွားတယ်ပေါ့နော်သူတို့ကပြစ်တော့မှမသိဘူးသူတယောက်တည်းပြန်လာတဲ့အချိန်မှာမြားနဲ့ပြစ်တာလှုပ်ကြံတပ်ဖြတ်ပြီးလမ်းမှာပဲလဲကျပြီးသိဆုံးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးယဟန်တွေကမြတ်စွာဘုရားကိုလျှောက်တယ်9ရက်တိတိဆွမ်းကတ်သွားတဲ့နန္ဒဆိုတဲ့ဥပဒကဟာခုလိုမြတ်စွာဘုရားနဲ့လိုက်ပို့ပြီးအပြန်မှာချောင်းမြောင်းပြီးလှုပ်ကြံခံလိုက်ရတယ်မို့တယ်တော့ပေါ်ကြမှာပေါ့မှာပေါ့နော်ပေါ်တယ်လည်းမသိဘူးမပေါ်ဘူးလည်းမသိဘူးတတ်ခံလိုက်ရတာတော့တတ်ခံလိုက်ရတယ်
အဲ့ဒီမှာမြတ်စွာဘုရားကဒီတရားကိုဟောတာပဲနော်သူလုံးချံတပ်ဖြတ်တာဟာအတိတ်ဘဝတုန်းကသူလုပ်ခဲ့တဲ့အလုပ်တွေသူပြန်ရတဲ့သဘောပေါ့သို့တော်ယဟန်တွေကသူဘာဖြစ်လို့အခုလိုလုံးချံတပ်ဖြတ်ခြင်းခံရတယ်လဲဆိုတာဘယ်ကိုယ်တော်ကမှမလျှောက်ထားနဲ့မြတ်စွာဘုရားဘယ်တော့မှမလုပ်ခဲ့တယ်ဆိုတာတော့မပြောဘူးဟောမတော်ဘူးဟောမတော်တာမေးမှဟောတာမြတ်စွာဘုရားဒါကြောင့်မို့အဲ့ဒါတော့မသိလိုက်ရဘူးပေါ့သို့တော့မှန်းဆပြီးတော့ကြည့်လို့ရတယ်သူဟာရန်သူတယောက်ကိုတစ်ချိန်တုန်းကသူလှုပ်ချံတပ်ပြတ်ခဲ့တယ်တော့မဟုတ်သူလူဆိုးဘဝကတခြားလူဆိုးတယောက်ကိုလှုပ်ချံတပ်ဖြတ်ခဲ့တယ်အဲ့ဒီလှုပ်ချံတပ်ဖြတ်တာကြောင့်မလို့ဒီဘဝမှာလည်းသူဟာလှုပ်ချံတပ်ဖြတ်ခြင်းခံရတယ်လို့ကိုလှုပ်ခဲ့တဲ့မကောင်းမှုအကုသိုလ်ကံဟာကိုယ်စီပြန်ရောက်တယ်ဆိုတာဖူပရင်ဆိုတဲ့လက်နဲ့သဘောမျိုးပဲနော်ပြစ်တဲ့လူစီဒီလက်နဲ့ကြီးပြန်ရောက်လာအဲ့ဒါလိုပဲမကောင်းမှုအကုသိုလ်အကျိုးတရားဆိုတာလှုပ်တဲ့လူစီပြန်ရောက်လာတယ်လို့သူဆိုလိုတယ်ပေါ့ကောင်းတာတွေလှုပ်သွားရခြင်းဟာသူ့ဘဝမှာတော့အမြတ်ပဲသို့တော့အကြောင်းမဲ့တော့သူကလှုပ်ချံတပ်ဖြတ်တာခံရတာမဟုတ်ဘူးသူလှုပ်ခဲ့တဲ့အကုသိုလ်ကံကြွေးကိုပဲသူဆက်ရတာဖြစ်တယ်ရှင်မမောဂလမထေရကြီးတောင်မှအကျွေးဆက်ရတယ်လေတစ်ချိန်တုန်းကမိဘနှစ်ပါးကိုသူလှုပ်ချံတပ်ဖြတ်ခဲ့တယ်အဲ့လိုလှုပ်ချံတပ်ဖြတ်ခံခဲ့သည့်အတွက်ကြောင့်ဘုရားကယာနာကကာလတိလာဆိုတဲ့ကြောက်တောင်တပါးတဲ့နေတဲ့အချိန်ခိုးသား900ဝိုင်းပြီးတော့ရှင်မမောဂလန်ကိုဝိုင်းပြီးတော့ရှိုက်ပုတ်ထုနဲ့အယိုးတွေထီအောင်ကြေမွအောင်လုပ်ပြီးတော့ခြုံမော်ပစ်ထားလိုက်တာဟောခြုံမော်ပစ်ထားလိုက်တာဘယ်သူတွေလုံးကြံတပ်ဖြတ်သွားတယ်ဆိုတာတော့နောက်ပိုင်းမှာပေါ်တယ်သူတို့ခိုးသား900လူဆို900ပူပေါင်းပြီးတော့လှုပ်သွားတာလက်ထောက်ချတာဘယ်သူချတာတော့ဘယ်သူကခိုင်းတာတော့ဆိုတာတွေလည်းပေါ်တယ်ပေါ့နောက်ပိုင်းတော့အဲ့တော့ခုစကားအနေနဲ့ဒီဘဝအနေနဲ့ပြောလို့ရှိရင်တော့ရှင်မမောဂလန်လှုပ်ကြံခံရတော့လည်းပဲဒီလိုပဲလှုပ်ကြံတပ်ပြတ်ခံလိုက်ရတယ်လို့တရင်အနေနဲ့ပါမှာပဲအလုံးသိကြမယ်သို့တော့သူဘာလှုပ်ခဲ့လို့ဒီလိုခံရတယ်ဆိုတာကိုတော့မြတ်စွာဘုရားကပဲဟောပြတာနော်တိတ်တုန်းကသူလှုပ်ခဲ့တယ်အဲ့ဒီလှုပ်ခဲ့တာကိုသူအကျွေးဆက်ရတာပဲဖြစ်တယ်လောကမှာကိုလှုပ်ခဲ့တာကိုအကျိုးဆက်ကြရမှာဖြစ်တယ်ဒါကြောင့်ဓမ္မလမ်းကြောင်းကတိတ်ဆောက်မသွားအောင်ကိုထိန်းချောင်းမှုလိုတယ်လို့ဆိုတာအဲ့ဒါပြောတာကိုတခုအမှားလုပ်ခဲ့လို့ရှင်အဲ့ဒီအမှားလုပ်ခဲ့လို့တစ်ဖက်သားမှာဒုက္ခရောက်သွားပြီဆိုလို့ရှင်အဲ့ဒီဒုက္ခကိုစီပြန်ရောက်လာမှသိချတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားဟောတာထိသောထိတံယန္တံဂိရာဝေရိဝါပနဝေရိနံလူဆိုတယောက်ကလူဆိုတယောက်ကိုဒုက္ခပေးနိုင်တာတဲ့ရန်သူတယောက်ကရန်သူတယောက်ကိုဒုက္ခပေးတာတဲ့ကိုယ်တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟစသည်အကုသိုလ်တွေလွှမ်းမိုးထားတဲ့မကောင်းတဲ့စိတ်ဓာတ်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်တဲ့အဲ့ဒါကိုသတိထားရမယ်လို့သူဆိုလို့တယ်နော်ရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေဟာစိတ်ကိုဗဟုပြုပြီးဆုံးမတာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်ရမယ်မကောင်းတဲ့ဘက်မရောက်အောင်ကိုယ်ထိမ့်သိမ့်နိုင်ရမယ်လို့ဆိုအဲ့ဒီထိမ့်သိမ့်တဲ့နည်းတွေကိုလည်းပဲမြတ်စွာဘုရားဟောထားတာပဲမထိမ့်သိမ့်ဘူးဆိုလို့ရှိရင်လွန်ကျူးမှုထီအောင်ဖြစ်တာဆိုပါစို့လိုချင်စရာအာယုန်နဲ့တွေ့ပြီဆိုရင်လိုချင်စိတ်ကဖြစ်လာမှာပဲမုန်းတိစရာအာယုန်နဲ့တွေ့ရင်အမုန်းစိတ်ကဖြစ်လာတာပဲအမှန်စဉ်းစားလို့မသိနိုင်တဲ့တွေးဝေးစရာအာယုန်နဲ့တွေ့ရင်လည်းခေါင်းကုပ်စဉ်းစားတာဖြစ်လာမှာပဲမသိတဲ့ဟာဖြစ်လာ
အဲ့ဒါလို့ဖြစ်လာလို့ရှိရင်အဲ့ဒီအချိန်မှာအကောင်အထည်မဖော်မိအောင်တွေးတဲ့အဆင့်မှာပဲရဆိုင်ဖို့လိုအပ်တယ်တွေးတဲ့အဆင့်မှာရဆိုင်ပြီးနှုတ်ကထုတ်ပြောတာထီအောင်မလုပ်ဘူးကိုယ်ဒီလက်ရောက်အကောင်အထည်ပေါ်တာမလုပ်ဘူးဆိုလို့ရှိရင်အပြစ်သက်သာသွားမယ်သူဆိုလို့ပေါ့နော်အဲ့ဒီအချိန်မှာထိန်ရမှာစိတ်ကိုထိန်လိုက်တယ်ဒီတဲ့ထိန်နိုင်ရင်ကတော့လောဘဖြစ်လာရင်ဖြစ်တဲ့လောဘကိုသာထိန်လိုက်တယ်ဒေါသဖြစ်လာရင်ဖြစ်တဲ့ဒေါသကိုသာချိုးနှိမ်လိုက်တယ်မောဟဖြစ်လာရင်တခဏလေးပဲချိုးနှိမ်ပြလိုက်တယ်ဖြစ်မှန်းတောင်လူမသိအောင်ထိန်သိမ်းမျိုးသိမ့်နိုင်တယ်မျိုးသိမ့်နိုင်ရင်သူတော်ကောင်းလို့ခေါ်တာမမျိုးသိမ့်နိုင်တာကိုလူတွေကမမျိုးသိမ့်နိုင်တဲ့အတွက်ကြောင့်အ ਨੇ ဆုံးတော့ဆဲလိုက်ရမှရှင်တွေကချောင်သွားတော့ဒေါသဖြစ်ရင်ဆဲလိုက်ကြတာပဲလေအဲ့ဒါလို့ဖြစ်တယ်အဲ့ဒါမမျိုးသိမ့်နိုင်လို့ဖြစ်တာနော်မျိုးသိမ့်နိုင်မဲ့ဆိုလို့ရှိရင်သူမတောင်မှမသိလိုက်ရဘူးဒေါသဆိုတာအစနဲ့ပေါက်ကွဲတာလောဘလည်းထို့တူပဲမောဟလည်းဒေါသကအစနဲ့ပေါက်ကွဲတာပထမဆုံးရှင်တွေကဒေါသဖြစ်လာပြီဆိုမျက်နှာကြောလေးတင်းလာမျက်ထောက်ကလေးနေလာအဲ့ဒါလောက်တည်းမျိုးသိမ့်လိုက်ပြီဆိုရင်ပျောက်သွားပြီသူကမသိလိုက်ဘူးဘေးကလူတော်သိမသိအောင်မျက်ကြောလေးတင်းသွားတာလေးကိုပြန်ပြီးထိန်းလိုက်တယ်တချို့ကြတော့အဲ့ဒါလောက်နဲ့မရက်တဲ့အခါပစုပ်ပါးစပ်ကလှုပ်နဲ့ဆဲဖို့ပြန်လာတယ်ဟာအဲ့ဒီနေရာလေးမှလည်းရဆိုင်ခိုင်းလို့ရတယ်အဲ့ဒီမှာမမျိုးသိမ့်နိုင်ဘူးဆိုရင်ထဆဲပြီသို့တော့ဆဲလိုက်လို့အာရလို့ရင်ထဲကပေါ့သွားပြီဆိုရင်တော့သူကဒါနဲ့ပဲကျေနပ်သွားတယ်ရှေ့ဆက်မလားအဲ့ဒါလောက်နဲ့မကျေနပ်လို့ရှိရင်ဒုတ်တပြက်ဓာတ်တပြက်ဖြစ်လာနော်အဲ့ဒီအချိန်လေးမှာမထိန်နိုင်တော့ဘူးဆိုသွားရောရာဇုံမှုနောက်ဆုံးသူများကိုလည်းတတ်တယ်ကိုယ့်ကိုယ်လည်းတတ်တယ်ဆိုအစဉ်ရောက်သွားဒေါသဟာအစဉ်စဉ်ပေါက်ကွဲတာဖြစ်တယ်လောဘလည်းတို့တူပဲပေါက်ကွဲလာတတ်တဲ့သဘာဝတရားတွေကိုအာယုံစိုက်ပြီးတော့ကိုယ့်ကိုထိမ့်သိမ်းဆော့ရှောင်နေရမယ်အဲ့ဒီလိုမထိမ့်သိမ့်မဲနဲ့ပြစ်ထားတာကိုမိစ္ဆာပနိဟိတလို့ခေါ်တယ်ကိုယ်စိတ်ကိုမထိမ့်မဲနဲ့ထားလို့ရှိမှန်မှန်ကန်ကန်မစင်စားပဲနဲ့ဒေါသကိုမြောက်ပေးတဲ့စဉ်းစားမျိုးမစဉ်းစားရအောင်ငါတို့ကမဟုတ်ဝန်ခံမှုကွာဆိုတဲ့ဟာမျိုးမတွေးရဘူးနော်မဟုတ်လေတိခဏအောင်ခံမယ်ဆိုတဲ့အတွေးပဲတွေးရအောင်ငါတို့ကမဟုတ်မခံဟုတ်ရင်တော့ခံရလားဆိုဟုတ်ရင်သားမခံသေးပြောတော့လူတွေကမဟုတ်မခံဟုတ်ရင်ရောဆိုတော့ဟုတ်ခံဟုတ်လည်းမခံဘူးဟုတ်လည်းမခံဘူးမဟုတ်လည်းမခံဘူးနားတော့ကောင်းတော့မဟုတ်မခံပေါ့အဲ့ဒါလို့ဖြစ်တယ်အဲ့ဒါလို့ထိမ့်သိမ်းဆော့ရှော့ရမယ်ထိမ့်သိမ်းဆော့ရှော့မှုမပြုတ်လို့ကာယကမြောက်ဝစီကမြောက်လွန်ကျွမ်းမိသွားပြီဆိုရင်ဒီအပြစ်တွေဟာကိုယ်စီပြန်ရောက်လာတော့မှာပဲကိုလုံးလိုက်တဲ့အပြစ်တွေကကိုယ်စီပြန်ရောက်လာဒီလိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်နော်ဒီဒေသနာတော်ကိုဟောလို့သဘောကျပြီးကိုယ့်ကိုထိမ့်သိမ်းဆော့ရှော့သွားကြလို့ရှိရင်တကယ်လူတော်လူကောင်းပဲဖြစ်မယ်ပေါ့အဲ့တော့ကိုယ်စိတ်ကိုထိမ့်ရမယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားသူများကိုထိမ့်သိမ်းတာတဲ့ကိုယ်စိတ်ကိုထိမ့်သိမ်းမှုလိုအပ်တယ်ဆိုတာဟောပြမယ်ဖြစ်တယ်နောက်ဒေသနာတော်တစ်ပုဒ်ကိုကြည့်ကြအောင်ဆိုနတ္တမာတာပိတာကယေရာဝိအညေဝါပိစညာတကာသမ္မာပဏိတံစိတ်တံသေယသောနံတတောကရေတဲ့ဒါတော့သမ္မာပဏိဟိတဆိုကိုယ်စိတ်လေးကိုကောင်းအောင်ထားနိုင်ပြီဆိုလို့ရှိရင်တဲ့အဲ့ဒီကောင်းကောင်းပြုပြင်ထားတဲ့စိတ်လေးဘလို့ကောင်းကောင်းပြုပြင်ထားတာတော့ဆိုဟိုဒေါသထွက်ရင်လည်းဒေါသကိုထိန်းလိုက်တယ်အေးဒေါသထွက်ရင်တော့ဘာကျိုးရှိမှာတော့ဒေါသဆိုးကျိုးကိုပေးတတ်တယ်တော့အကုသိုလ်ဖြစ်အောင်မလုပ်နဲ့ကိုယ့်အကိုနော်လောဘဖြစ်လာလို့ရှိရင်လည်းလောဘကိုစဉ်းစားဆင်ញဉဏ်နဲ့ထိန်းနိုင်တယ်မောဟဖြစ်လာလို့ရှိရင်လည်းပျောက်ကင်းအောင်ထိန်းသိမ်းအဲ့ဒါလို့ထိန်းနိုင်လို့ကောင်းသွားတဲ့စိတ်ကလေးဟာတဲ့နတ္တမာတာပိတာကိရာအမေဖေကလုတ်ပေးနိုင်တာတဲ့နော်အမေဖေလုတ်မပေးနိုင်တာတွေထောင်ပေးနိုင်တယ်လို့ဒီစိတ်ကပေးနိုင်အမေဖေကမပေးနိုင်တဲ့စိတ်စိမ်ချမ်းသာတောင်ဒီ
ကိုယ့်ကိုထိမ့်သိမ့်လိုက်တဲ့စိတ်ကောင်းလေးကပေးနိုင်တယ်ဖန်တီးပေးနိုင်တယ်အင်ကြီးဝါပိဿညာတကဆွေတွေမျိုးတွေကကိုယ့်အကောင်းဆုံးဖြစ်အောင်ကိုယ်မလုပ်မပေးနိုင်ပေမဲ့ဟောဒီစိတ်လေးကလုပ်ပေးနိုင်တယ်လို့တမ္မာပဏိတံစိတ်တံတေယသောနံတတော်ကလေးအမေဖေကပေးတာတဲ့ပိုကောင်းတယ်ပိုကောင်းတဲ့အဆင့်ကိုပေးနိုင်တယ်ဆွေတွေမျိုးတွေကကုညီနိုင်တာတဲ့ပေးတဲ့အရာတဲ့ကိုပို့ပြီးတော့ကောင်းအောင်ပေးနိုင်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာအကြောင်းကိုခေါ်တာလဲဘာကြောင့်ဒီစကားကိုခေါ်တာလဲဒီကထာလေးရဲ့ဓမ္မရတ္တကိုနားလည်ထားဖို့နော်ရသော်ပြပြောတဲ့စကားခေါ်ကြတဲ့ဆုံးမတာလေးကိုနားလည်ထားဖို့တမ္မာပဏိဟိတဆိုတဲ့စိတ်ရဲ့တန်ဖိုးကိုမြတ်စွာဘုရားဟောတယ်နော်အမေဖေလုံးမပေးတာတောင်အမေဖေလုံးမပေးတာလုံးမပေးနိုင်တာတောင်ဒီစိတ်ကလုံးပေးနိုင်တယ်ဆွေတွေမျိုးတွေမကူညီနိုင်တဲ့အရာတောင်သူကကူညီပေးနိုင်တယ်လို့ဆိုလိုတယ်အဲ့တော့ဒီတရားကိုမြတ်စွာဘုရားဟောတာအကြောင်းတစ်ခုကြောင့်ဟောတာပဲဖြစ်တယ်ဘာလဲလို့ဆိုလို့ရှိရင်ဒီဇလန်းထဲမှာလည်းအဆိုးလည်းပါတယ်အကောင်းလည်းပါတယ်ဒီဇလန်းလေးဖြစ်ပေါ်လာပုံလေးကဘာတော့ဆိုရင်တာဝတိမျိုးနဲ့အလှမ်းกว่าတဲ့နေရမှာသောရိယဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်အဲ့ဒီမြို့မှာသောရိယဆိုတာတထေသားတယောက်ရှိတယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့ရေချိုးမလို့ရှင်းတော့ကတော့ရေချိုးတယ်ဆိုတာမြစ်သွားချိုးကြတာများတယ်ဒီကနေ့ခေတ်လို့ကိုယ့်ရင်ကိုယ်မှာရေချိုးကနေနဲ့ချိုးတာမဟုတ်ဘူးမြစ်ထဲမှာရေကူးကြတယ်ရေကစားကြတယ်မြစ်ကိုသွားချိုးတာဝိသခါတို့လည်းမြစ်ချိုးတာပဲအကုန်လုံးမြစ်ချိုးကြတာတထေတွေဖရာယဟန္တာတွေလည်းအကုန်မြစ်မှာသွားချိုးကြတာပဲရေချိုးပြီးဆိုရင်နော်တခါတော့ကဖရာယဟန္တာတွေမကဘူးရာဇဂိုပြည်ကဗိမိသာရမင်းကြီးတောင်မြစ်သွားရေချိုးတာရှင်မင်းနေတောင်မြစ်သွားချိုးတာနော်မြစ်သွားချိုးတာတခါတော့ကယဟန်တွေကမြစ်မှာရေချိုးနေကြအတော်နဲ့မပြီးဘူးရေစိန်ချိုးနေကြတယ်ပူတဲ့ချိန်ဖြစ်လေဗိမိသာရမင်းကြီးကလည်းပဲကိုရံတော်တွေနဲ့လာပြီးရေချိုးလို့ယဟန်တွေမပြီးသေးလို့စောင့်နေဟောချိုးတဲ့အချိန်ကလည်းပဲနေ့လည်းပဲအနေညနေပိုင်းအထိချိုးတာကိုတော်တွေကအတော်နဲ့ဘယင်းလာလာမှန်းသိရတဲ့နဲ့အတော်နဲ့မပြီးတော့ဆိုင်းနေရကိုတော်တွေပြီးတော့အချိန်ကတော်တော်လေးနောက်ကျသွားတယ်ဗေဝိသရမင်းကြီးကကိုတော်တွေပြီးမှရေချိုးတဲ့အခါကျတော့ဘယင်းမဲဖြစ်ဖြစ်မြို့တကားပိတ်ချင်ရောက်ရင်ချောင်းဆိုပိတ်သွားတာမြို့တကားရဲ့ဖွင့်ခွင့်မရှိဘူးအဲ့တကမှုမှာအာနာအပြည့်ပေးတာဖြစ်တယ်ဘယ်သူမှဖွင့်မပေးဘူးအဲ့ဒါနဲ့ဗေမိသာရမင်းကြီးကပြင်ပမှာစခန်းချရတယ်အဲ့ဒီနေညရေချိုးနောက်ကြပြီနန်းတော့ပြန်ဝင်လို့မရမနဲ့စောကြီးဖះရှိသွားတော့ဖះကဘယ်လိုလဲစောကြီးရောက်လာပါလားဆိုသူမနေ့ကလည်းရေချိုးထွက်လာတာရဟန်းတန်ဃာတွေရေချိုးနေတာတွေ့တော့သူကစောင့်ရင်းနဲ့မိုးချုပ်သွားတော့မြို့ပြန်လို့မရဘူးဒါကြောင့်ချိုးရဆိုမြတ်စွာဘုရားကိုရော်လေးခေါ်ပြီးဆုံးမတယ်နော်ဆုံးမပြီးတော့သိက္ခာပုဒ်တစ်ခုပြညတ်လိုက်တယ်ဒီပူတဲ့အိုက်တဲ့အချိန်မှာနော်တစ်ပတ်နှစ်ပတ်အတွင်းကိုရေမချိုးရဘူးဆိုပြီးယဟန်တွေကိုရေမချိုးရဘူးဆိုပြီးတော့သိက္ခာပုဒ်ပြညတ်တာနော်အဲ့ဒါလို့နှစ်ပတ်မှတစ်ခါလောက်ရေချိုးရမယ်ဟာမျိုးမြတ်စွာဘုရားပြညတ်လိုက်တာအဲ့ဒါနဲ့ယဟန်တွေကနေ့စဉ်ရေချိုးလို့မရတော့သို့တော့မြမပြည်ကကိုတော်တွေဘာကြောင့်ချိုးတော့ဆိုဗမာပြည်အတွက်ကအထူးမစ္စည်းမဒေသမှာသာပြညတ်ပြီးတော့မစ္စည်းမဒေသရဲ့အပြစ်မဲ့ကဒေသတွေမှာကြတော့ရှေးကြိုက်တော့ချိုးဝင်ပေးထားတယ်ဒါဝိနည်းသိက္ခာပေါ်မှာပါတာနော်ဝိနည်းသိက္ခာပေါ်မှာပါတာမစ္စည်းမဒေသမှာဆိုရင်မချိုးရဘူးတဲ့အဲ့သိက္ခာပေါ်ရှိတယ်အဲ့တော့ဒီမှာရေသွားချိုးတဲ့အခါသောရိယတထေသားရေသွားချိုးတော့
မြို့ပြင်ထွက်မြစ်စိတ်လားအဲ့ဒီမှာရှင်မကိစ္ဆနာဆိုတာပုံနာမျိုးရှုပ်ကအမတမချောတဲ့အသားလေးကဝါဝင်းနေနော်နာရန်လေးကတွဲတွဲယောက်ျားချောချောတာပေါ့နေမှာပါနော်ယောက်ျားချောကိုမိန်းမချောချောတာဖြစ်ခေါင်းဖြစ်လိမ့်မယ်အလွန်ချောတဲ့အခါကျတော့အဲ့သောရိယတထေသာရှင်မကိစ္ဆနာကိုကြည့်ပြီဒီကိုတော့အသားရည်လေးကလှလိုက်တာနော်ငါမိမဒီအသားရည်မျိုးရရင်ကောင်းလိုက်မှာသို့မဟုတ်ဒီကိုတော့ရင်လည်းငါမိမဖြစ်ခေါင်းပါစိတ်ထဲကဖြစ်သွားတယ်နော်စိတ်ထဲတော့ပြစ်မှားမိလိုက်တာအဲ့ဒီလိုလဲပြစ်မှားမိလိုက်ရောဟိုကယဟန္တာပုဂ္ဂိုလ်ကြီးနေစိတ်ဆိုးစိတ်မိုက်ကအခုချက်ချင်းယဟန္တာပုဂ္ဂိုလ်ဆိုတော့အဲ့ဒီလိုလဲတွေးလိုက်တာဆုံးနဲ့ဆုံးသွားရောသူကပုံပြောင်းသွားတဲ့ခါတယ်အမျိုးသားနဲ့ချက်ချင်းအမျိုးသမီးဖြစ်သွားယုံကြည်နိုင်စရာမရှိဘူးပေါ့ခုခေတ်လူတွေအနေနဲ့ယုံကြည်မှယုံမှာပေါ့ချက်ချင်းလိန်ပြောင်းသွားတယ်လို့ခေါ်တယ်ချက်ချင်းမျိုးသမီးဖြစ်သွားတယ်သူကြည့်လိုက်တဲ့အခါကျသူ့ကိုသူကြည့်ပြီးတော့ရှက်တာရှက်တော့တငယ်ချင်းတွေကလည်းသူ့ကိုမမှတ်မိကြတော့ချက်ချင်းအမျိုးသမီးရုပ်ဖြစ်သွားတဲ့အခါသူကစကားပြောရင်ကနေပြီးတော့တစ်သွားတော့တာနော်ဟိုလူတွေကလည်းတထေးသာခုနဒီနေ့ရှိပါဘယ်ပြောက်သွားပါလဲနော်ကလေးမတယောက်ရောက်လာတယ်တထေးသာပြောက်သွားပြီသူတို့မျက်စိအောင်အဲ့တထေးသာကကလေးမလေးဖြစ်သွားအဲ့တော့ချက်ချင်းသူကလည်းခြေရဖြောက်ပြီးတော့လမ်းကြောင်းတစ်ခုကနေပြီးတော့ရှက်လို့ထွက်ပြေးသွားတဲ့အခါသူလမ်းသွားတဲ့နေရာမှာလှဲကုံတဲ့တစုကလှဲမောင်းပြီးသွားတာတွေ့တယ်ဒါနဲ့လှဲကုံတဲ့ရဲ့နောက်ကနေလိုက်သွားအဲ့ဒီလဲတွေကဘယ်သွားတာတော့ဆိုတက္ကသိုလ်ပြည်ကိုသွားကြမှာအယောင်းဝယ်နဲ့သွားတာသူအဲ့ဒီနောက်ကနေလိုက်သွားညောင်းလာတဲ့အခါကျတော့သူ့လက်စွပ်ကလေးကိုပေးပြီးတော့လှဲခပေးပြီးတော့အဲ့လှဲရင်တစ်ခုပေါ်မှာသူတက်စီပြီးလိုက်သွားကြလိုက်တော့ဆက်စုတဲ့ကောင်တွေမေးတာပေါ့ကလေးမပဲသွားမလို့လဲဘသူလဲနဲ့မေးတဲ့အခါကျရှင်တို့ကိုလဲကိုမောင်းသူ့ကိုမမေးနဲ့ပေါ့ဆိုပြီးသူလိုက်သွားလဲသမားတွေကစဉ်းစားတယ်တဲ့စားရဲပါတာပဲပြောတာနော်စားရဲပါတာလဲစာရေးရလဲအကောင်ဆိုတော့ဒီကလေးမလေးကချောချောလေးဒီငါတို့တက္ကသိုလ်ပြည်ကတထေးသားကလည်းလူပြိုကြီးပဲရှိသေးတယ်ဟာငါတို့တထေးသားနဲ့တော်တယ်ပေါ့ဒီကလေးမလေးငါတို့တထေးသားနဲ့တော်တယ်ဆိုပြီးတော့တင်းခေါ်သွားပြီတထေးသားစီပို့လိုက်ကြတာသူတို့ကလှမ်းပြီးတော့သတင်းပို့တယ်တယ်လီဖုန်းနဲ့ဆက်တာတော့မဟုတ်တော့ဘူးသတင်းပို့တယ်ဒီကလေးမလေးတယောက်ချောချောလေးလမ်းမတွေ့လို့သူတို့ခေါ်လာတယ်ပေါ့လေတထေးသားနဲ့လိုက်ဖက်တယ်ဆိုပြီးတထေးသားရှိပို့ပြီးတထေးသားနဲ့ဟိုဘက်ကျမှအိမ်အောင်ကြတက္ကသိုလ်ပြည်မှာအိမ်အောင်ကြသူနေတဲ့မြို့မှာလည်းပဲသူကအိမ်အောင်ရှိတယ်အိမ်အောင်ရှိတော့အဲ့ဒီမှာကလေး2ယောက်ရှိတယ်သားလေး2ယောက်ရှိတယ်တက္ကသိုလ်ပြည်ရောက်လာတော့သူကအမျိုးသမီးဖြစ်နေတက္ကသိုလ်ကတထေးသားနဲ့တွေ့တဲ့အခါသူကအဲ့ဒီမှာအိမ်အောင်တစ်ခါကြတော့ကလေး2ယောက်ဝေဖွားပြန်အလုံး4ယောက်ရှိသွားသူကလေးကအဲ့ဒီလိုနေရင်ကနေနှစ်ထန်းကကြာတူတူသွားတဲ့လူတွေကဟာဘဲသွားလိုက်တာပါလေဘဲပြောက်သွားပါလေခုနဒီနားမှာရှိပါတယ်ငါတို့နဲ့တူတူလာတာပဲရေချိုးပြီးပြန်သွားတာနေမှာပါဆိုပြီးရှာလို့မရတော့အိမ်ပြန်ညာအိမ်ရောက်တဲ့အခါကျတော့ရေချိုးပြီးပြန်သွားတယ်လို့မှတ်တာပဲဆိုလူပြောက်ကမိဘတွေကစိတ်ပူလိုက်ရှာကြဘယ်မှမတွေ့တော့အင်းဒါသေသွားတာရေနစ်ပြီးသေတယ်လို့ပဲထင်ကြတယ်သူတို့ရှုပ်ကပြောင်းသွားတော့မသိကြတော့ဘူးလေသူကသူသာသိတာအဲ့ဒါနဲ့ရေနစ်သေသွားတာနေပါပဲဆိုပြီးတော့မိဘတွေကအမြတ်တမ်းတွေပါတွေဝေကုသကောင်းမှုတွေပြုပြီးမြတ်ဝေလိုက်ကြတယ်သူကတော့တက္ကသိုလ်ပြေရောက်ပြီးတော့တထေးကတော့ဖြစ်တယ်အဲ့ဒါလို့သားသမီး2ယောက်ရောက်တဲ့အချိန်လေးမှာ
အဲ့ဒီသောရိယကကုံတယ်တွေသူတငယ်ချင်းကုံတယ်တွေကဒီကိုရောက်လာကြဗျတက္ကသိုလ်ကိုရောက်လာသူကလေသာပြေတိုင်းကနေရက်ကြည့်လိုက်တဲ့အခါသူတငယ်ချင်းသူမှတ်မိတော့သူအိမ်ကအမျိုးသမီးအစေပါးတွေကိုလွတ်ပြီးတဲ့အခါကျခေါ်ခိုင်းပြီးတော့ဝကြိုးငယ်ပြုတ်တရင်တနည်းကြီးသူကကျွေးရမွေးဟိုလူတွေကမှမှတ်မိဘူးသူကပဲမှတ်မိတယ်ဘယ်မှတ်မိမှာတော့သူကဟိုတုန်းကတထေသားအခုကအမျိုးသမီးဖြစ်တာမမှတ်မိအေးအဝတ်တွေပြုတ်ပြီးတဲ့အခါကျစကားထိုင်ပြောကြစကားထိုင်ပြောတော့ဟိုလူတွေကအံ့ဩပြီးမေးတာပေါ့ခင်ဗျားကျွန်တော်တို့ကိုသိသလားလို့ဆိုသိပါတယ်တရင်တနည်းကြီးဘယ်မှာသိတာတုံးနဲ့စကားဆက်မိလို့ပြောရင်ကနေသူကမေးတယ်အဲ့သောရိယမှာတထေးကြီးဥပဒုပဲဝါနေကောင်းလာမေးတယ်နောက်တထေးသားသူတို့မှသားတစ်ယောက်ရှိတယ်အဲ့သူရောဘယ်လိုတော့ဆိုမေးလိုက်တဲ့အခါကျမမေးပါနဲ့သူအကြောင်းတော့မေးတယ်ငါတို့နဲ့တူတူရေချိုးသွားတာနေပျောက်သွားလိုက်တာဘယ်ရောက်တော့မှန်းကိုမသိတော့ဘူးပေါ့နော်မမှတ်မိကြတော့ငါတို့နဲ့ရေချိုးတူတူသွားရင်ကနေပျောက်သွားတာရေထဲနစ်သွားတယ်ထမတယ်သူ့မိဘတွေကတော့အမြတ်တမ်းပေးဝေတာတွေလှုပ်ပြီးသွားပြီပေါ့ဆိုတော့အဲ့ဒီပျောက်သွားတယ်ဆိုတဲ့တထေသားဟာငါပဲတဲ့နော်မတော်ရအောင်မပြောနဲ့လေဟိုကတထေသားခမရကအမျိုးသားမဟုတ်တာအမျိုးသမီးဆိုမဟုတ်ဘူးဆိုပြီးတော့ရှင်းပြတယ်ရှင်ကစီအဲ့တော့တွေးလိုက်ကြလားမင်းတို့ရဟန်းတော်တစ်ပါးရုပ်ချောလာတာတွေးလိုက်လားတွေးတယ်အဲ့မှာငါစိတ်ကအလိုဖြစ်လိုက်တဲ့အချိန်ငါဟာရုပ်ချင်းပုံပြောင်းသွားတော့မင်းတို့ငါ့ကိုမမှတ်မိတာဖြစ်လေအဲ့ဒီအချိန်မှာငါရှက်လို့တဲ့သူထွက်လာခဲ့တာလို့ဟောအဲ့ဒါဆိုလို့ရှိရင်ရှင်မကစီကဒီမျိုးမှာရှိနေတာပဲအဲ့ဒါဆိုလို့ရှိရင်သူ့ကိုကြောဝန်ချလိုက်လို့ရှိရင်ဖြစ်ပါလေအဲ့ဒါသူ့ကိုတောင်းပန်ပြီးပြီလားဆိုမတောင်းပန်ရသေးဘူးတဲ့ဟာဒါဖြင့်တောင်းပန်မယ်စီစဉ်မယ်ဆိုပြီးတော့ရှင်မကစီထံအဲ့ဒီဧည့်သည်တထေသားတငယ်ချင်းကသွားပြီးတော့ဆွမ်းသာပင်အိမ်ရောက်ဆုံးမကပ်ပြီးတဲ့အခါကျတော့ရှင်မကစီကိုအဲ့ဒီသောရိယလာတဲ့တထေသားကနေပြီးတထေရဲ့တငယ်ချင်းကနေပြီးတော့ရှောက်တယ်ရှင်ဘုရားတဲ့ဟောဒီတထေကြောဟာရှင်ဘုရားကိုတွေးလို့သောရိယနာမရှင်ဘုရားကြွလာတော့အရှင်ဘုရားအပေါ်မှာခုလိုစိတ်နဲ့ပြမမိခဲ့ပူပါတယ်တဲ့အဲ့ဒီပြမမိလို့သူဟာအခုလိုဘဝရောက်လာတာရှင်ဘုရားသူ့ကိုသိခံခွင့်လွှတ်တော်မူပါလို့တောင်းပန်ဝန်ချလိုက်တဲ့အခါရှင်မကြီးကသိခံပါရဲလို့ပြောလိုက်တာနဲ့တပြိုင်နက်နှခမ်းမွေးနေပါလေပြန်ဖြစ်သွားအဲ့ဒါလိုပဲဖြစ်မှာပေါ့နော်နှခမ်းမွေးတွေမိုးစိမ်မွေးတွေနဲ့ပြန်ဖြစ်သွားဇလန်ကအဲ့လိုအဲ့ဒီကြတော့ဒီဟာရုပ်ရှင်ရရင်တိတ်ကောင်းမှာပေါ့နော်သူကတရုပ်ဆောင်တာလဲပြည်ပြင်းလုံးအားချီတယ်အဲ့ဒီမှာယောက်ျားလည်းပြန်ဖြစ်သွားရောဒီတက္ကသိုလ်ကသူ့ရဲ့အမျိုးသားတထေသားနေအောင်စလုံးတငယ်ချင်းလို့ဖြစ်သွားတော့ဒီမှာပဲဆက်နေပါပေါ့မထူပါဘူးသူနဲ့အကြောင်းပြုပြီးရထားတဲ့ကလေးလေး2ယောက်ရှိသူကအဲ့ဒါဘယ်လိုပြောတော့ဆိုလူဘွားကြီးတော့မင်းငါလည်းစဉ်းစားကြည့်တဲ့ငါဟာလူဘွားရလာတာအမျိုးသားဖြစ်လိုက်အမျိုးသမီးဖြစ်လိုက်နဲ့ပြီးတော့အမျိုးသားပြန်ဖြစ်လိုက်နဲ့ဆိုငါဘွားဟာရှက်စရာတွေအရှက်တွေအကုန်ပြီးပေါ့လေငါဟာလူဘွားမှာဆက်မနေဘူးရဟန်းဟောတော့မှာဖြစ်တယ်ဒီသားလေး2ယောက်မင်းတောင်းအောင်မယ်မိမဲ့ထိန်သိဆောင်းရှောက်တော့ဆိုသူသားလေးတွေဖက်ပြီးခေါင်းကိုနမ်းပြီးတဲ့အခါမှာအနန္ထားခဲ့ပြီရှင်မဂ္ဂစီထံမှာသင်္ကန်းဝတ်လိုက်တာရံပြုတ်သွားတယ်ပေါ့အဲ့ဒီချိန်မှာနော်အဲ့တော့ဘဝဟာတော်တော်ကိုစမ်းကြဲတဲ့ဘဝမျိုး
ခြုံတွေးရတာဖြစ်တယ်အဲ့ဒီလိုရောဖြစ်နိုင်သလားလို့ဆိုဖြစ်နိုင်တယ်ပေါ့နော်တာမန်အနေထားတယောက်တော့မှမြတ်စွာဘုရားဟောတာတဲ့ရှိခေတ္တလိမ်ပြောင်းတယ်ဆိုတာရှိတယ်အဲ့နေရင်ကနေပြီးတော့ရဟန်းတော်တစ်ပါးဟာလိမ်ပြောင်းသွားတယ်မနေ့မိုးလင်းတဲ့အခါကျတော့အမျိုးသားဘဝနဲ့အမျိုးသမီးဖြစ်သွားတယ်အဲ့ကြတော့ဘိက္ခုနီတွေစီသွားနေရတယ်သူဟာအရင်တော့ဘိက္ခုတွေစီမှရံခံအဲ့ပြဿနာပေါ်လာတဲ့အခါမြတ်စွာဘုရားဆုံးမပေးတယ်ဆုံးဖြတ်ပေးတယ်ပေါ့အေးထပ်ပြီးတော့ယဟန်ခံကြမလို့ဘူးယဟန်ဘဝတုန်းကယဟန်ခံထားတဲ့အတိုင်းပဲဘိက္ခုနီတွေစီပဲပြောင်းပြီးတော့နေတော့လို့အဲ့လိုခွင့်ပေးဘူးတယ်ဘိက္ခုကလည်းဘိက္ခုနီဖြစ်သွားတာပဲနော်လိမ်ပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်တဲ့ဒီသတိသားကတော့အမျိုးသားဘဝနဲ့အမျိုးသမီးဖြစ်တောင်းမှလိုက်တဲ့အခါကျတော့အမျိုးသမီးဘဝနဲ့အမျိုးသားပြန်ဖြစ်ဒီလိုပြန်ဖြစ်တာလောကကြီးဟာလူရဲ့စိတ်ကြောင့်ပြောင်းလဲမှုတွေဆိုတာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းအမျိုးသားတန်တရားမှာတော့အမျိုးသားကြီးပဲဖြစ်ဖူးတယ်အမျိုးသမီးမဖြစ်ဖူးဘူးဆိုတဲ့လူမရှိဘူးတဲ့အမျိုးသမီးကြီးပဲဖြစ်ပြီးအမျိုးသားမဖြစ်ဘူးဆိုတာလည်းမရှိဘူးအဲ့တော့အမျိုးသားလည်းဖြစ်ဖူးကြတယ်အမျိုးသမီးလည်းဖြစ်ဖူးတယ်ဒီလိုရှိတယ်ဒါဖြင့်ဘာကြောင့်ဒီအမျိုးသားဖြစ်ပါလေနဲ့ဘာကြောင့်အမျိုးသမီးဘဝရောက်တယ်လဲဆိုလို့ရှိရင်အိမ်တော်ကြီးဖောက်ပြန်တဲ့လူတွေဟာအမျိုးသမီးဘဝရောက်သွားတတ်တယ်တို့ဆိုလို့တယ်နော်အဲ့လောက်ဆိုသဘောပေါက်ပြီအိမ်တော်ကြီးဖောက်ပြန်တဲ့လူတွေဟာအမျိုးသမီးဖြစ်သွားနိုင်တယ်ရှင်အနန္ဒမထေရဟာရွှေပရိသတ်ဘဝမှာအိမ်တော်ကြီးဖောက်ပြန်မှုတွေသူတော်ဘာရဲ့အိမ်တော်နေနဲ့လွန်ကျူးမှုတွေလုပ်သည့်အတွက်ကြောင့်ပရဒ္ဓရကံလို့ခေါ်တယ်ပေါ့သူတော်ဘာတာမယာနဲ့ပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာရှင်အနန္ဒကိုယ်တိုင်ကတန်တရားထဲမှာဒီပြစ်မှုကိုကျူးလွန်ခဲ့ဘူးတယ်ကျူးလွန်ခဲ့သည့်အတွက်ကြောင့်ငရဲကြတယ်ငရဲကြပြီးငရဲလွတ်လာတဲ့အခါမှာအမျိုးသမီးဘဝ14ဘဝဖြစ်ခဲ့တယ်နော်ရှင်အနန္ဒအမျိုးသမီးဘဝ14ကခုနှစ်ဘဝကြတော့အမျိုးသားဖြစ်တဲ့အခါမှာတင်းကွက်ချင်းခံရတယ်သူဆိုလို့အဲ့ဒီလိုဒုက္ခပေးတာခါအဲ့မျိုးသမီးတွေကရောအမျိုးသားဖြစ်ခွင့်မရှိဘူးလားဆိုဖြစ်ခွင့်ရှိတယ်အမျိုးသမီးတွေကအမျိုးသားဖြစ်ချင်တယ်ဆိုလို့ရှိရင်တဲ့အမျိုးသမီးဘဝစိတ်ကုန်တာဖြစ်ရမယ်အမျိုးသားဖြစ်ချင်တဲ့ဆန္ဒရှိရမယ်ရှိပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆုတောင်းမယ်ဆိုရင်အမျိုးသားဖြစ်တယ်ဒီလိုဆိုလို့တနည်းအားဖြင့်လဲကိုယ်မှာအိမ်တော်ရှိတယ်ဆိုလို့ရှိရင်အိမ်တော်ဘက်အမျိုးသားအပေါ်မှာရိုးရိုးသေးသေးဆက်ဆံပြီးတော့ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်လည်းပဲအမျိုးသားဘဝရတယ်လို့စာထဲမှာဒီလိုရေးထားနော်မျိုးသားဘဝရတယ်လောကဓိဋ္ဌိကျမ်းမှာလည်းပဲဒီတိုင်းဆိုထားတာလေးတွေရှိတယ်ပေါ့ရှေးခေတ်ကတော့လောကဓိဋ္ဌိသင်ကြတယ်ပေါ့ခဏခေတ်မှာတော့မသင်အဲ့ဒါလို့မိမိရဲ့စိတ်ပေါ်မှာမူတည်ပြီးတော့ဖြစ်တာဖြစ်တယ်ပေါ့ကိုဖြစ်ချင်တာကိုဖြစ်လို့ရတာဟာကိုယ့်ရဲ့စိတ်ကောင်းနှလုံးကောင်းပေါ်မှာမူတည်ရင်အကောင်းဖြစ်နိုင်တယ်မကောင်းတဲ့စိတ်ကမကောင်းတဲ့ဘက်ကိုပို့နိုင်တယ်တဲ့ကောင်းတဲ့စိတ်နဲ့လုံးမယ်ဆိုရင်ကောင်းတာကိုပေးနိုင်အမေဖေတွေကချစ်လာပါတယ်ဆိုတဲ့သားသမီးကိုဝေကျေဒနာပေးနိုင်တယ်လုံးလုံးဝေကျေဒနာပေးနိုင်တယ်ချမ်းသာအောင်ထားနိုင်တယ်သို့တော့စကြဝဠာမင်းဘဝကိုသားသမီးကိုပေးလို့မရဘူးနတ်ပြည်ရောက်အောင်လည်းမလုပ်နိုင်ဘူးနိဗ္ဗာန်ရောက်အောင်လည်းလုပ်မပေးနိုင်ဘူးပညာတတ်ကြီးဖြစ်အောင်လည်းလုပ်မပေးနိုင်ဝိသခာရဲ့မိဘတွေဟာကြီးကြီးတက်နေအောင်ချမ်းသာတော့လည်းပဲပစ္စည်းဥစ္စာသာပေးနိုင်တာတခြားမပေးနိုင်ဘူးလို့ဆိုလို့အဲ့တော့မိဘတွေကလုပ်ပေးနိုင်တာအတိုင်းအတာတစ်ခုပဲဒါဖြင့်မိဘတွေတဲ့ပို့ပြီးတော့ကောင်းအောင်လုပ်ပေးနိုင်တာတော့ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းပဲဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းဆိုတာဘာတော့မေတ္တာနဲ့လွှမ်းခြုံထားတယ်နော်
မေတ္တာနဲ့လွှမ်းခြုံထားတဲ့ကရုဏာနဲ့လွှမ်းခြုံထားတဲ့စိတ်မုဒိတာနဲ့လွှမ်းခြုံထားတဲ့စိတ်ဥပိ္ပခာနဲ့လွှမ်းခြုံထားတဲ့ပြမစိုးတရားတွေနဲ့လွှမ်းခြုံပြီးတတ္တာတို့အလောဘတို့အရောဓတို့အမောဟတို့ဆိုတဲ့မွန်မြတ်တဲ့စိတ်နှလုံးတွေကစိတ်နှလုံးတွေနဲ့လွှမ်းခြုံထားတဲ့သမ္မာပဏိတဆိုတဲ့ဓမ္မဖြင့်ထိန်းချောင်းထားတဲ့တိမ်ဆောင်မှုမရှိတဲ့စိတ်ကလေးကတော့အလုံးကိုလုပ်ပေးနိုင်တယ်လို့သူတို့ဆိုလို့ပေါ့နော်အကောင်းဟုသမျှနောက်ဆုံးမှနိဗ္ဗာန်ရောက်အောင်လည်းလုပ်ပေးနိုင်တယ်မျိုးသမီးကမျိုးသားဖြစ်ခြင်းနဲ့ဆိုရင်ဒီစိတ်ကလုပ်ပေးနိုင်တယ်ဒီလိုဆိုလို့လည်းပေါ့နော်ဘဝမှာအကောင်းဆုံးဆိုတာကိုရယူပေးနိုင်တာကိုယ့်ရင်ထဲမှာရှိတဲ့စိတ်ပဲဖြစ်တယ်။ဘာကြောင့်စိတ်ကိုပြောတာလဲလို့ဆိုရင်ဒီစိတ်ကအခြေခံပြီးတော့သွားတာမို့စိတ်ကိုပြောတာ။လောကလူတွေဟာအကောင်းလုပ်တာလဲစိတ်ကရှေ့ဆောင်တယ်။မကောင်းတာလုပ်ရင်လည်းစိတ်ကရှေ့ဆောင်တာဖြစ်တယ်။အဲ့တော့ကောင်းတာတွေရှေ့ဆောင်သွားတဲ့စိတ်ဒီကောင်းတာကိုဖော်ဆောင်ပေးနိုင်တော့မကောင်းတဲ့အရာတွေနဲ့ပူးပေါင်းပြီးရှေ့ဆောင်သွားတဲ့စိတ်ဒီမကောင်းတာတွေကိုဖော်ဆောင်သွားမှာဒါမှမဟုတ်မကောင်းကျိုးတွေကိုပေးနိုင်တယ်တဲ့အဲ့တော့ကောင်းကျိုးမကောင်းကျိုးပေးမှုဒီစိတ်နဲ့ပတ်သက်တယ်မိစ္ဆာပဏိဟိတစိတ်ဆိုတာမကောင်းတဲ့ဘက်မှာမကောင်းတဲ့အရာတွေလွှမ်းမိုးထားတဲ့စိတ်ကိုမိစ္ဆာပဏိဟိတစိတ်လို့ခေါ်တယ်ကောင်းတဲ့အရာတွေလွှမ်းမိုးထားတဲ့စိတ်ကသမ္မာပဏိဟိတစိတ်လို့ခေါ်တယ်မိစ္ဆာပဏိဟိတစိတ်သည်ရန်သူတယောက်လူဆိုးတယောက်ဒုက္ခပေးတာတဲ့ပို့ပြီးဒုက္ခပေးနိုင်တယ်သမ္မာပဏိဟိတလို့ဆိုတဲ့စိတ်ကောင်းနှလုံးကောင်းသည်မိဘဆွေမျိုးတွေလှုပ်ပေးနိုင်တာတဲ့ပို့ပြီးကောင်းအောင်လှုပ်ပေးနိုင်ပါတယ်လို့နောက်ဆုံးပြောရမယ်ဆိုရင်ယန္နာဖြစ်အောင်လဲဒီစိတ်ပဲဘိစိကဗုဒ္ဓဖြစ်အောင်လဲဒီစိတ်ပဲဖျားဖြစ်အောင်လဲဒီစိတ်ပဲတန်မြတ်ဥဒ္ဒလွတ်ဖို့ရဆိုလဲဒီသမ္မာပဏိဟိတစိတ်ကိုယ်စိတ်ကိုကောင်းအောင်ထားနိုင်တဲ့အတိုင်းအတာတစ်ခုအရာအကျိုးကျေးဇူးတွေဟာရရှိကြမှာဖြစ်တယ်။ဒါဟာဓမ္မပဒဒေသနာမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်နှစ်ပုဒ်ရဲ့ဓမ္မရတပဲဖြစ်တယ်ပေါ့။အဲ့ဒီဓမ္မရတကိုနာယူမှတ်သားပြီးမိမိတို့ဘဝမှာကိုယ်ရင်နဲ့နှလုံးထဲမှာရှိနေကြတဲ့ဒီစိတ်လေးကိုဓမ္မလမ်းကြောင်းတိမ်ဆောင်မသွားအောင်ထိန်ကြောင်ပြုပြင်ကြရမှာဖြစ်တယ်ဆိုတာကိုယ်စီသိရှိနားလည်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကျင့်သုံးနေထိုင်နိုင်ကြပါစေကုန်သတည်း